လက်ပူးနဲ့ရွေးနဲ့ကိုသူများကင်ကြတော့မှတောင်းနေရပဲကိုကင်ကြမှာပျော့ဖက်နေတာပဲလို့တွေးဘူးလားဒါဆိုရင်တော့ဒီဗီဒီယိုအဆုံးလေးကြည့်လိုက်ပါဒီနှစ်ကောင်ဘလို့မာနေလဲဆိုတာကိုရှင်းပြမယ်အရင်ဆုံးအနေနဲ့ကလက်ပူးကိုအဓိကမာတောင်းစေတဲ့အကြောင်းရင်းကနှစ်ခုရှိတယ်ပထမဆုံးအနေနဲ့က YH ကပေးတဲ့ spare van ဒုတိယတစ်ခုအနေနဲ့ကလက်ပူး ultimate တောင်းထားတဲ့အခါပြောင်းလဲသွားတဲ့သူ့ရဲ့ skill 2လက်ပူး ultimate တောင်းထားတဲ့အခါသူ့ရဲ့ skill 2ကဓမ္မကြီးနဲ့ရမ်းမှာအဲ့လိုရမ်းလိုက်လို့ enemy တကောင်ထိရဆိုရင် damage reduction 20% ကိုရတယ်တကောင်ထက်ပိုပြီးထိမယ်ဆိုရင်တော့ပိုသွားတဲ့အရေးအတွက်ကို 8% စီတိုးပေးတယ်ဆိုတော့များများထိလေပိုမာလေဖြစ်ပြီးတော့မှအများဆုံး4ယောက် damage reduction 44% ထိစုလို့ရတယ်အဲ့တော့ကိုက enemy အုပ်ကြားတဲ့ကို ultimate နဲ့ခုံဝင်သွားပြီဆိုတာနဲ့တွေးရမ်းမရောခင်မှာ skill 2ကို enemy အရေးအတွက်များများထိအောင်တုံးနေတယ်ဒါမှလည်း damage reduction တွေ spare van တွေ passive ရှိတတ်တာတွေနဲ့ပေါင်းပြီးတော့မှကိုယ့်ရဲ့လက်ပူကအရန်ကိုမာနေမှာတော်နမန့်နေမှာဆိုရင်ရွေးနဲ့ကြီးကတာဝါ damage ကိုပလိန်ကြီးဝင်ခံနေရအောင်တွေးဖူးကြမှာပါအဲ့ဒါကဘာလို့လာလဲဆိုတော့ရွေးနဲ့ passive stat ကိုစုတာပါရွေးနဲ့က damage တစ်ခါခံရတိုင်းမှာ stat တစ်ခုတက်တယ် stat တစ်ခုတက်တိုင်းမှာလည်းရွေးနဲ့တွေးတက်နှုံးနဲ့ skill 1 damage နဲ့ basic attack damage ကတိုးလာတာ stat ကိုလည်း20တိစုလို့ရတယ်ဆိုတော့ကဗဒယ်ထဲမှာဝင်ပြီး stat တွေစုတာထက်ဗဒယ်မဝင်ခင် stat တွေကိုကြိုစုထားတာကရွေးနဲ့ကိုပိုကျန်းပိုမာစေပါတယ်အဲ့တော့ကိုကဗဒယ်မဝင်ခင်မှာတာဝါပစ်ခံတာဖြစ်ဖြစ် crit ပစ်ခံတာဖြစ်ဖြစ်လုပ်လို့ရတယ်ဆိုတော့ဒီလောက်ဆိုရင် bro နောက်ကလက်ပူတို့ရွေးနဲ့တို့ကရင်တဖူလုံးဖြစ်မနေတော့ဘူးလို့မျှော်လင့်ပါတယ်ကျွန်တော်ခုပြီးပါနောက်ဗီဒီယိုမှာပြန်တွေ့တာပေါ့ bye bye